အားလုံးဂယုဆိုင်ကြပါနော်ဂယုဆိုင်ကြပါဘာဖြစ်လို့လဲဆိုတော့ကြောက်ကက်ယောဂတကယ်ကိုတအားဆိုးနေပါပြီနော်တအားကိုဆိုးနေပြီကြောက်ကက်ယောဂဘာလို့ကြောက်ကက်ယောဂဒါကြောက်ကက်တွေတအားထိနေတာလဲဆိုတော့မပြောတတ်ဘူးဗျာဒါပေမဲ့ကိုယ်တိုင်လည်းထိတယ်ကိုကတော့ကိုဗစ်ကနေနောက်ဆက်တွဲကိုထိတယ်လို့ယူဆတယ်နော်ကိုတို့ကြတော့အခုကလူငယ်လေးတွေနော်အသက်18 18 16 14 15တောင်ပါတယ်နော်ကြောက်ကက်ဆေးနေတဲ့အထဲမှာအဲ့လုံးဝဂယုဆိုင်ကြပါနော်အဲ့ဒါကဘယ်ကနေစအောင်ဆိုသွေးတိုးနော်အဲ့သွေးရလေဘာလို့တိုးနေကြရလဲဆိုတာစဉ်းစားလို့မရဘူးအဲ့တော့စားတောက်မှုပုံစံကိုလုံးဝပြန်လဲစမ်းစစ်ဖို့လိုပြီလို့တက်ဟိုပေါ့တွေးမိတယ်ပေါ့နော်ကိုစားနေတဲ့အစားတောက်ကဘာဖြစ်မလဲထမင်းဖြစ်မယ်နော်ထမင်းဖြစ်မယ်စီကြော်တွေဖြစ်မယ်နော်နောက်ငပိငချောက်တွေအများကြီးစားရနော်နောက်တစ်ခုကတော့ဟင်းညွန့်မဟုတ်ပါဗျာနော်ဟင်းညွန့်မုံတွေစားကြတယ်နော်ကြိုက်တော်ရှိမကြိုက်တော်ရှိဗျာတကယ်တမ်းပြောရရင်ယောဂတွေကတအားဖြစ်နေတာဗျာအရန်ကိုသတိထားဖို့လိုနေပြီဒေါက်တာတွေရှိကြည့်လိုက်လို့ရှိရင်လည်းလေဒေါက်တာတွေပေးရတဲ့ဝေါ်ရတဲ့ဝင်ကြည့်လိုက်လို့ရှိရင်လည်းသွေးတိုးကြဆေးတွေပေးနေရတာတွေဘယ်အသက်50အထက်ဆိုဘယ်သွေးတိုးကြဆေးပေးအသက်30ဆိုအဲ့လိုမျိုးနော်သွေးတိုးကြဆေးကိုနေတိုင်းတောက်ခိုင်းတာနော်အဲ့ဒါဟုတ်ပါမလားဗျာကျွန်တော်စဉ်းစားကြည့်လိုက်ဒါပေမဲ့ဒေါက်တာတွေကတော့မဟုတ်ပါမလားဆိုဟုတ်တာပေါ့ဗျာဆရာဝန်တွေကပေးရဆိုတော့လေနော်ဟုတ်တယ်ဒါပေမဲ့ပုံမှန်တိုင်းစဉ်းစားကြည့်တော့တာမန်လူတယောက်ကသွေးတိုးကြဆေးကိုနေတိုင်းတောက်စရာမလိုဘူးလေဗျာကျွန်တော်တို့အဖိုးဖွားတယ်လည်းမတောက်ခဲ့ဘူးမတောက်ခဲ့ကြဘူးလေအဲ့တော့ကျွန်တော်တို့ကစားတောက်မှုပုံစံကိုပြောင်းလဲရမယ်ဗျာပြောရမယ်နော်ကျမ်းမှာဖြက်လက်တွက်လက်နေတဲ့လူတယောက်ပင်လင်ချက်ချင်းလက်ငင်းဒါမနေ့ကညီလေးတယောက်ဆို3လပဲရှိသေးတယ်ကြောက်ကက်ဖြစ်တာအဲ့ရှေ့မှာထောက်ဆောက်ကသွေးတိုးကြဆေးတွေတောက်နေတာဘလို့မှမရတော့ဘလို့မှသူမရတော့အကက်ခဲပြောက်ဆေးတွေသူဆက်တောက်လာရတယ်အခုဆိုရင်အဲ့လိုမျိုးတွေဖြစ်လာတယ်တဖြည်းဖြည်းနဲ့ तू ကကြောက်ကပို့ပြီးဆိုးလာတယ်နော်အဲ့ကျတော့ तू ကဆေးပဲကုတာသိတယ်ဆေးပဲစားတယ်မဟုတ်ဘူးအကိုကပြောပြလိုက်တာကိုစားနေတဲ့အစားအသောက်ကိုလုံးဝပြန်စစ်ကိုစားနေတဲ့အစားအသောက်ထဲမှာအဲ့ဒါမှားနေတာတစ်ခုအကြီးအကျယ်ပါနေတာတောက်လျှောက်နော်ကြောက်ကဆိုတာကိုဒီကစားလိုက်တဲ့အစားအသောက်ထဲမှာပါတယ်ဦးနိုင်ရန်သူ့ရဲ့သွေးကြောတွေကနေစုပ်လိုက်တဲ့ဟာတွေကနေပြီးကြောက်ကထဲကိုပို့တာလေပို့ပြီးတော့မှအကုန်လုံးစစ်ထုတ်ပြီးတော့မှနော်စီးတွေဝင်းနေအကုန်စစ်ထုတ်နော်စစ်စရာရှိရတယ်အကုန်စစ်ထုတ်ပြီးမှခန္ဓာကိုယ်ထဲကိုပြန်ပို့တာလေနော်အဲ့တော့ကြောက်ကဒဏ်ပြီးဆုံးပဲဆိုတော့အစားအသောက်တွေကဆိုဒီယမ်တွေမစားရဘူးပြီးတော့ချိုလွန်းတဲ့ဟာတွေမစားရဘူးနော်ချိုလွန်းတော့ငယ်လွန်းတော့စီတွေအများကြီးပါတယ်ပြီးတော့စီကြော်တွေစားတောက်နေတယ်မှုပုံစံတော်တော်လွဲနေပြီထင်တယ်ဗျာသိလားတော့ကိုကြောက်ကက်ဖြစ်နေတဲ့လူနာတွေကိုဒါမနေ့ကဆိုမျက်မြင်တွေ့လိုက်ရကိုမျက်စိရှိနေလေမျက်လုံးကြီးဆိုလို့ရှိလေဘယ်လိုပြောမလဲရဲနာပဲရဲပြီးတော့မှမျက်ရည်တွေဝဲအဲ့လိုမျိုးကြီးနော်ကဲအားလုံး